9ရက်လောက်ကိုစီကန်တကြနေကြည့်မဲ့ challenge day 1 challenge မစခင်မှာ9ရက်လုံးမပြတ်မကွက်လုံးမဲ့ဟာတွေကိုအရင်ဆုံးခြိုက်ထားပါတယ်ပထမဆုံးနေ့ရဲ့အခက်ခဲကတော့အိပ်ရမထနိုင်တာပါ6နာရီထမယ်လို့ဆုံးဖြတ်ထားပြီးတော့9နာရီမှနိုးပါတယ်ဒါပေမဲ့လည်းလမ်းလျှောက်ထွက်မယ်ဆိုပြီးဆုံးဖြတ်ထားဖြစ်တဲ့အတွက်ကြောင့်နောက်ကျနေပေမဲ့လည်းလမ်းလျှောက်ထွက်လာခဲ့ပါတယ်အဲ့ချင်မှုလူနဲ့ထလာဆိုမဲ့လည်းလမ်းမှာပန်းလေးတွေကြောင်လေးတွေတွေ့တော့စိတ်ကကြည်သွားပါတယ်ဒီထက်ပိုပြီးစောစောထပြီးရှောက်ဖြစ်ရင်တော့ bike ကပိုပြီးကောင်းမယ်လို့ထင်တယ်အပြန်ကျတော့ဈေးတစ်ခါရဲဝင်လိုက်တယ်ဈေးထဲမှာစပယ်ပန်းလေးတွေတွေ့လို့စပယ်ပန်းလေးတွေလည်းဝယ်ခဲ့လိုက်တယ်ပေါ့နော်ပြန်ရောက်တော့မီလာနီယာနဲ့ဟင်းတစ်ခါရဲတန်းချက်လိုက်ပါတယ်ပြီးတော့မှပဲရေမိုးချိုးလိုက်တယ်ပေါ့နော်ဒီတစ်ပတ်လုံးကိုတော့အပြင်စာလုံးဝမစားဘဲနဲ့ကိုပါတာပဲ clean food လေးချက်စားမှာပါရာဒီဥတုကပူတော့သပင်ကလည်းအရင်ညက်ချင်နေပေါ့နော်အဲ့သပင်ကြီးနဲ့တော်တော်စိတ်ရှုံနေအားလုံးပြင်ဆင်ပြီးတော့မနက်စာနဲ့နေ့လယ်စာပဲပေါင်းစားလိုက်တယ်စားပြီးရတဲ့တခါရဲအလုပ်လုပ်ဖို့ပြင်ဆင်ပါတယ်အလုပ်တွေကလည်းအများကြီးအကျွေးကြီးကျန်နေရပါတော့ဘာဖြစ်လို့လဲဆိုတော့တကြံပိတ်ရက်အတွင်းမှာဘာမှမလုပ်ဘဲနဲ့နားလိုက်တဲ့အတွက်ကြောင့်မလို့ပါဒီနေ့တနေ့တာတော့အလုပ်ကိုတောက်လျှောက်လုပ်ပြီးညောင်းလိုက်ရင်အကျော်လျှော့လိုက်စာလေးတစ်မျက်နှာနဲ့မျက်နှာဖတ်လိုက်နေပဲကုံဆုံးဖြစ်ပါတယ် day 1ကတော့အစမှနည်းနည်းချုပ်ရပါမယ်မစိုးလို့ပြောအောင်ပါပေါ့နော်အဆုံးထိလိုက်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတာ